นาชาจิวสบูดาวခွေလို့ပြပရိကတစားပရိယခုံရောအယောင်တဝေးဝေးထိုးလေလို့ပဲမမမြတ်ဗုဒ္ဓသာသနာပရိယမူလအရှိခံကဓမ္မခတ်ဝေးစစ်ထားရတဲ့တရားယရနာဖယားသားတော်ရှင်ယဟန်တို့မှာညွနုစိတ်တရားဆရာမြတ်ထံပါခဝတ္တဝတင်ကြနီတင်အကြမ်းမဲ့တဆင့်ပြန်ပွားကတရားပညာဝိရိယအားနဲ့ခက်ခဲနဲ့နေရှာခဲ့လာစွာသသအားဓမ္မစရိယစာချကျော်အာဇာနီပုဂ္ဂိုလ်မောများစွာမြတ်ဗုဒ္ဓသာသနာပရိယမူလအရှိခံကဓမ္မခတ်ဝေးစစ်ထားရတဲ့တရားယရနာဖယားသားတော်ရှင်ယဟန်တို့မှာညွနုစိတ်တရားဆရာများထံပါခဝတ္တဝတင်ကြနီတင်အကြမ်းမဲ့တဆင့်ပြန်ပွားကတရားပညာဝိရိယအားနဲ့ခက်ခဲနဲ့နေရှာခဲ့လာစွာသသအားဓမ္မစရိယစာချကျော်အာဇာနီပုဂ္ဂိုလ်မောများစွာလေးပါပစ္စယမလေး